အားလုံးပဲမိလားဗျကျွန်တော်ကတော့ဝိုင်းပြန်ဖြစ်ပါဒီနေ့မှာကျွန်တော်ကတင်ချာတွက်တဲ့ဂိမ်းကြီးပေါ့နော်ဟိုဒါဘရိုရဲ့မှာအဲကျွန်တော်စော့သွားမှာအခုတော့ကျွန်တော်ဒီမှာရှေ့မှာလာပါကြီးပေါ့လာပါကြီးကလည်းမြင်ကြီးပဲအပေါ်မှာဘယ်နှစ်ယောက်တော့3ယောက်လောက်လားမသိဘူးကြံသေးရေဘရိုရ2ယောက်လား3ယောက်လားမသိဘူးအဲကျွန်တော်စောင့်ရအောင်မယ်ဘရိုဒါတင်ချာငယ်စမ်းနေပေါ့နော်ကျွန်တော်လည်းတင်ချာရတယ်လို့မရတယ်လို့နဲ့ဘယ်လိုလဲပြီးသွားပြီပေါ့နော်ဟိုရှေ့မှာကျတော့တတိယဟိုကောင်ပထမဟိုကောင်မဟာဒီအောက်ထပ်ပြုတ်ကြပါကျွန်တော်ဟေးတဲလွေရလားပုံမှန်မဲ့လားဒါမှမဟုတ်ခက်ဆုံးလားတဲ့ကျွန်တော်ကတော့ easy ရောက်ဒီဘက်လာခဲ့ easy ဒီမှာပေါ့ဟုတ်ပြီအောက်မှာလာပါရင်နဲ့22လေးကွာနော်ဟိုကောင်မကြီးပဲထက်နိုင်မလားတော့မသိဘူးဗျာဘယ်လိုနော်ဟုတ်တယ်ဘရိုကျွန်တော်က 3.4 second ကျွန်တော်ဒုတိယတုံညပေါ့ဟာ Oh my god wow ရပြီဒီခေါက်လေကျွန်တော်ပဖြစ်သွားပြီနဲ့တွေ့ဘရိုဆက်တော့ကြည့်လိုက်ဘယ်သူပါတယ်ဘရိုကြည့်လိုက်ဘရိုကြည့်လိုက်ဘယ်သူပါလဲဘရိုတို့ဒါပဲ 1.9 second ဟာဝိုင်းပြန်ပြီးတော်လိုက်တာခုနဲ့တင်တော့6ပေါ့7 - 1 6 okay ဒီခေါက်သူပါလေဒီမှာကျွန်တော်တစ်ခေါက်မှတော့မနိုင်သေးပါဘူးဟာကျွန်တော်3စက္ကန့်နေမှနောက်ကျသွားတော့ဗျာငါနဲ့မောင်30ပေါ့ဘို့ဒီကောင်လေးရတင်ချမရကြဘူးနဲ့တွေ့ဘို့အောက်ဆုံးမှာကြီးပဲကျင်းနေခဲ့ရဟာဘို့တူတူပဲဘို့တူတူပဲဒါပေမဲ့ဂိမ်းထုတ်တဲ့လူကကျွန်တော်ပပေးလိုက်တာဘို့ရဒီဂိမ်းရဆိုလို့ဖြင့်တင်ချရတဲ့လူတွေမှရမှာပေါ့နော်တင်းချောက်တင်းနဲ့ပေါင်း17ရတဲ့လူတွေဆိုလို့ရှိရင်တော့ဒီဟိုကြော်သွားလို့ရပါတယ်လကားစားတာပါကိုရီးယားလင်းတော့9ပေါ့ဟုတ်ပြီအောက်မှာတော့လာဗာရတဖြည်းဖြည်းတက်လာပြီဒါပဲဘို့ကျွန်တော်ပါဘို့ဟုတ်ကဲ့ခင်ဗျာဟုတ်ကောဟောမင်းနေခဲ့လိုက်တော့ညီလေးပိုင်ဒီတော့ကိုရဲ6နဲ့3လေးကွာဘယ်ကျွန်တော်တယောက်တည်းပေါ်တက်လာဟိုကောင်နေတက်မလားဒါပဲဘရိုရဟာဒါပဲဟိုကောင်ကလီးတယ်ဟိုအောက်ကကောင်ကလီးတယ်ရင်းနေတာနေထက်တင်တော့တစ်ဘောကွာရဘရိုကျွန်တော်မြေဆုံးဖြစ်နေပြီဘရိုကျွန်တော်နိုင်တော့မယ်ဘရိုဘုံလေးလာပါနေတော့ကျွန်တော်နိုင်တော်သေးရဲ့ဘရိုကျွန်တော်1 second လေးနဲ့တိုးသွားလို့ဘရိုကောင်လေးလာပါနေတော့ငါနဲ့3နဲ့ပေါင်းရှိဘရိုကျွန်တော်နောက်ကျသွားရင်လည်းတူပဲဟိုကောင်ကျွန်တော်ဘေးကကောင်းကြီးနေတယ်ကျွန်တော်နောက်ကျနေတူပဲဘရိုရဟုတ်တယ်နောက်ကျသွားပြီဘာကြီးကျွန်တော်စကူနေမလို့ပဲဟိုရကျွန်တော်အင်္ဂလိပ်စပီးရနည်းနည်းပါလေ့လာရအောင်ပါနော်6ပေါ့ကွာကျွန်တော်အင်္ဂလိပ်စပီးရနည်းနည်းပါလေ့လာရအောင်ပါပေါ့နော်အင်္ဂလိပ်စပီးရင်တိတ်တက်သေးဘူးဗျနော်ဘေး2 စက္ကန့်ရောက်တော့မှတော်သေးတယ်ဘူးဗျဟို3နဲ့ဟို
တော့ဖြေတော့မယ်ဟုတ်တယ်3နဲ့10နဲ့ပေါင်းတာ73ရရနော်ဒါ73ရတယ်ဘယ်ကျွန်တော်နောက်ကျပါတယ်2.2 second ဟုတ်ပြီ904ကိုတော့တိကျမှာပေါ့ကွာ904ကိုတော့တိကျမှာသူတို့ဒီဂိမ်းအကြာကြီးပဲဗျာဘယ်ဟိုကောင်တွေကအောက်ထိလည်းမရောက်နိုင်ကြသေးဘူးဟမ် What? Bro, what are you talking about, man? ရှေ့ဘောကွာတော်သေးတာပေါ့ကျွန်တော်ဒီမှာဒါ22 bro 22 bro ဒါပဲ22ဟုတ်တယ် bro ကျွန်တော်ဒုတိယနေရာရတယ် bro ဟိုကောင်လေးလာပါလေမြို့သွားပြီတို့ကျွန်တော်တယောက်ထည့်ကြံတော့ရယ်ခွန်65ဆိုတော့4ပေါ့ကွာထိုးအားကြတော့နှစ်ဆစီတော့ဒါကြတော့တစ်စီပြန်ရော့သွားမှာပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒီကောင်နေမြုပ်နေပြီရပြီ bro ကျွန်တော်နိုင်ပြီဟိုတော့30ရောက်ဟိုနေမြုပ်တော့မယ်မြုပ်ပြီ bro မြုပ်သွားပြီ yes bro ကျွန်တော်နိုင်ပြီဟိုကောင်နေမြုပ်သွားပြီလာပါလေ yes bro မကျွန်တော်ဘုံ bro တွေ့လားကဲ bro ဒီဗီဒီယိုလေးကိုကြိုက်နေတယ်လို့ရှိရင် like and subscribe လေးလုပ်ပေးသွားကြဘလို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးဘိုင်ဟဲ့ထည့်ယူရမှာ bye bye